ပြင်းတွေကပန်းချက်နဲ့တူတဲ့ coffee ဆိုင်လေးတစ်ခုကိုခေါ်ရပါမယ်အားလုံးပဲမင်္ဂလာပါရှင် Go Vlog ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ပြင်းလွင်ရောက်လို့မြို့ပတ်လမ်းကနေဖြတ်သွားတိုင်းအပင်တွေအများကြီးရှိတဲ့ဒီဆိုင်လေးကိုတည်ထားမိခဲ့ရကြပါပြီ။အခုဒီတစ်ခါပြင်းလွင်လာတော့မှပဲဒီဆိုင်လေးတွေကိုဝင်ဖြစ်သွားပါတယ်။ဆိုင်လေးကအပင်တွေအများကြီးနဲ့အရန်ကိုတတရရှိပါတယ်။ပြီးတော့အထဲမှာဆိုရင်နှစ်ချို့ထင်းရှုပင်အကြီးကြီးလည်းရှိပါတယ်။ဒီဆိုင်ထဲမှာတင်ရေကန်တိတိလေးလည်းရှိပြီးတော့မှကြာပန်းလေးလည်းစိုက်ထားတာတွေ့ရပါတယ်။ဒီအပင်တွေများရတဲ့အကြောင်းရင်းကသူတို့ကဒီအပင်တွေကိုရောင်းလဲရောက်ဖြိုးပင်တွေလည်းအများကြီးရှိရဲ circular ပင်တွေရောပြီးတော့ဒီကြာပန်းပြိုးပင်တွေပါအများကြီးတွေ့ခဲ့ရပါတယ်။ကိုတို့က coffee ရေတိုမီနိုတွေ faluda တွေတောက်ခဲ့ပါတယ်။တောက်စရာတွေကတော်တော်ကောင်းသလိုအဲ့မှာစားခဲ့ရတဲ့ cheese cake ကလည်းလုံးဝကွက်တိတကိုင်းဆိုတကိုင်းအရန်ကိုထိမိပါတယ်။ဒီဆိုင်လေးရဲ့နာမည်ကတော့တော်ဝင်ချိုပဲဖြစ်ပါတယ်။ပင်လေးတွေကြိုက်နေတဲ့သူတွေရဲ့အတွက်ဆိုရင်အရန်ကိုလှတာမို့လို့တစ်ခါတော့သွားကြည့်တင်ပါတယ်။အဆုံးလေးကြည့်ပြီးရတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများတင်ပါတယ်။နောက် vlog ဒီမှာပြန်တွေ့ကြမယ်နော်အားလုံးပဲBye.